ဦးစင်းတို့မြန်မာပြည်ကြီးအခုငလင်တန်းကြုံနေရတာလူအတက်ပေါင်းများစွာလဲဒေခဲ့ရတယ်1900ကျော်တန်ရာရတူက3000ကျော်တတင်းမရစေးမပါတို့အများကြီးပဲဦးစင်းပြောပြချင်တာကိုတက်စွမ်းတလောက်ဝိုင်းဝန်းလူတန်းကြပါဦးစင်းတို့လည်းလူတန်းခဲ့မနေ့ကဟိုတနေ့ဦးစင်းတို့ငွေလွှဲပြီးတော့လူတန်းတယ်ကိုစွမ်းတဲ့တလောက်အဝေးတနေရာနိုင်ငံတကာလဲဝင်ရောက်ကူညီလူတန်းကြတာဦးစင်းတို့မြန်မာပြည်မှာစီးကြတဲ့လူသားချင်းချင်းလဲကူညီကြတာဒါကြောင့်မလို့ကိုပဲနေရာပဲဒေတာရောက်ကိုစွမ်းတဲ့တလောက်ကိုတက်နေတဲ့ဖက်ကဝိုင်းဝန်းလူတန်းကြပါလို့ပြောချင်ပါတယ်တချို့နေရာဆိုကိုညီပေးမဲ့တူလုံးဝမရှိဘူးမတေးတင်းမတေးထိုက်တယ်လို့တေးရတာအများပဲအင်မတန်မှစစ်ထိခဲ့ရပါတယ်ဒါကြောင့်မလို့ဒီအချိန်မှာတယောက်နဲ့တယောက်ဝေဖန်တိုက်ခိုက်မဲ့အရာမဟုတ်တော့တယောက်နဲ့တယောက်အဆိုးမြင်မဲ့အရာမဟုတ်အားလုံးဒီအချိန်မှာတယောက်နဲ့တယောက်အပြန်လည်ကူညီမဲ့အချိန်ဖြစ်ပါတယ်အပြန်လည်တန်ဖိုးထားမဲ့အပြန်လည်ဝိုင်းဝန်းကူညီမဲ့အချိန်ဖြစ်ပါလို့ပြောချင်ပါတယ်ဒါကြောင့်မလို့ကိုတက်နိုင်တဲ့လောက်ဝိုင်းဝန်းလူတန်းကြပါလို့ဦးစင်းတိုက်တွန်းလို့ဆိုချင်ပါတယ်